ကောင်းရဲ့လားအောင်စဘူးလေးကိုချီအောင်ချီရဲ့လားအောင်စဘူးကပြီးရင်လက်ကိုတီမလားအောင်စဘူးမောပြေဘွားပေးမလားဒါဆိုလာ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 ကောင်းရဲ့လားအောင်စဘူးလေးကိုချီအောင်ချီရဲ့လားအောင်စဘူးကပြီးရင်လက်ကိုတီမလားအောင်စဘူးမောပြေဘွားပေးမလားဒါဆိုလာ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 လဲရောက်ဘူးလို့ပွဲလဲကောက်ပါတယ်ကျွန်တော်မရောက်ဘူးတဲ့နေရာတော့ဟောဒီအင်းလေးပဲဖြစ်ပါတယ်ဒါကျွန်တော်ဘဝရဲ့ပါရမအဆုံးသောခီးစဉ်ဖြစ်ပါတယ်အရန်ကိုစိတ်လို့ရှားစရာကောင်းပြီးတော့အရန်ကိုရင်ကုန်စရာကောင်းပါတယ်ဘယ်သူနဲ့လာလဲဆိုတော့ကျွန်တော်နဲ့ပါကျွန်တော်နှစ်ယောက်တည်းပါနောက်မှာကိုကြီးကမှတယောက်ပါပါတယ်ကုစုပါကိုပြောတာပါကုစုပါကိုပြောတာပါကုစုပါကြီးကိုပြောတာပါ
နိုင်ပါတယ်တို့ဒီကနေ့လည်းပေါ့ပဲနဲ့ညနေတောင်းချိန်လေးပါတို့တို့ဒီလိုနေတယ်ဒါဒီဘူးဒီစိတ်စိတ်လေးနဲ့ကျွန်တော်နားရတယ်ကျွန်တော်တန်းပါမှန်ပါတယ်ကျွန်တော်လောကရည်နေတဲ့ကျလက်ဆရာကြီးပါကျလက်ဆရာကြီးပါပြီးတော့နေကြတဲ့အောက်ကပြီးတော့နော်တို့တော့ကျွန်တော်အေးချက်မှုရှာတွေ့နေပါပြီတကယ်တမ်းတော့ကျွန်တော်တို့ကအရင်ကိုပျော်နေတာမျိုးတော့မဟုတ်ပါဘူးလူတိုင်းမှာအားလုံးကတော့သူ့ကိုယ်နဲ့သူရှိကြပါတယ်ခံစားချက်နဲ့သူရှိကြပါတယ်ဒါပေမဲ့ပျော်နေတာဖြစ်ပါတယ်ပျော်ပါတယ်ခင်ဗျာဘွားမှာပထမဆုံးတွေ့ကြုံလေးအင်းလေးကိုပထမဆုံးရောက်ပြီးတဲ့တွေ့ကြုံလေးပါဟမ်သင်ရောလည်းမရှိဘူးဘာမှလည်းမရှိဘူး